ပြီးတော့သတိထားမှာအင်တာဗျူးမေးလို့ရှိရင်လေကျွန်တော်တို့ကဘယ်လိုခံစားရလဲဆိုတဲ့ဟာထက်အဲ့အချိန်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ဥပမာတွေကိုမေးတာပို့ပြီးအလုပ်ဖြစ်တယ်။ကုန်စည်နှုန်းတွေကြီးတာနဲ့ပတ်သက်ပြီးတော့ခင်ဗျာဘယ်လိုမျိုးယူဆလဲခင်ဗျာဘယ်လိုထင်လဲလို့မေးတဲ့မေးခွန်းထက်ဈေးသွားရင်ပတ်စံ1000လောက်ဘာဝယ်လို့ရလဲဆိုတော့မေးခွန်းပိုလက်တွေ့ကြsocial political ပေါ့နော်လူမှုရေးအခြေအနေနိုင်ငံရေးအခြေအနေတွေကလူတွေအားလုံးထိစပ်နေတယ်ဆိုတဲ့ဟာကိုဟိုသတိထားဖို့လိုတယ်ကိုဗစ်တုန်းကကျွန်တော်ကဘာဖြစ်တယ်ဆိုပြောတဲ့ခါလူအများစုပေါ့နော်collective memory နဲ့လာပြီးချိတ်ဆက်လို့ရတာပေါ့နော်အဲ့ဒါတွေလာပြီးချိတ်ဆက်လို့ရတယ်ပေါ့နော်ဒီကနေလာမယ်ဟိုမှာ10စက္ကန့်15စက္ကန့်လောက်ငါငြိမ်ထားမှဖြဲတော့သူ့တန်လေးကကြားနေပြီးတော့ဟိုမှာရှုခင်းတယ်မြို့လေးကိုကြမ်းတယ်ပေါ့နော်တဲမယ်ဆိုခဏကို endpoint ကိုကြိုထားတာမဟုတ်ဘဲနဲ့ကွာမစင်းစားမိဘဲနဲ့ start point တွေကလာမယ်ဆိုရင်မင်းခဏကွာလာတယ်မှာတော့ဟုတ်တယ်really ဟုတ်တယ်ဒီလေးရောက်ခဏကိုရလဲတယ်မကြည့်ငါငြိမ်မှုမလွယ်တော့ခဏကွာသိလားကင်မရာမန်နေမှာပေါ့နော်အဲ့ဒါအရေးကြီးတယ်ကျောင်းတဲ့ယောက်ရင်းနှီးမှုယုံကြည်မှုမတိဆောက်တာပဲနဲ့အဲ့ဒါနဲ့မကရင်နေကုန်လေးကိုမလုပ်ရင်ပြီးတော့နောက်တစ်ခုစမ်းတာကိုက first audience ဖြစ်တယ်ကိုနားလေမှတိမှာဥမာထားကျွန်တော် out of the camera မှာကျွန်တော်စကားပြောထားရင်ဟိုဒီနေ့ပုံမမေးရတယ်ဘောညာတတိသေးဘူးပဲဘောနာအဲ့ဒါကိုကြော်မဖြစ်ဘူးပထမဆုံးလုပ်တဲ့စစားပါ space location တစ်ခုကိုခေါ်သွားပြီးရင်နောက်တစ်ခုကပါနောက်တစ်ခုပါတော့ဖြစ်စဉ်တစ်ခုကိုရားဟိုက်ဒီ exercise တွေကကိုယ့်ကိုလုပ်ကြည့်နေပတ်စံလည်းကုန်တာမဟုတ်ဘူးငါပြောသိမှာကိုယ့်ကိုဖုန်းနဲ့ပဲမင်းကင်မရာထုတ်ပြီးရိုက်နေကြမှာဖုန်းနဲ့ပဲလက်ချက်ကြည့်တော့ကွာဖွေခောက်နေတာဒီ project ကထွက်လာတဲ့ခါမှာဟာစိတ်ဝင်စားလို့ကောင်းတယ်အဲ့လိုဖြစ်အောင်လို့ဖမ်းမရရအောင်စူးစမ်းကြမှာငါတို့ဒါငါတို့ရဲ့ challenge ပဲကျွန်တော်ကအင်တာဗျူးထားတော့အစာတွေကိုပြန်ပြီးတော့မှပြန်ဆက်နေပြန်ပြီးတော့မှဟိုအဆင်ပြေအောင်ပြန်လုပ်နေတာအခုကဟို edit လုပ်တဲ့အပိုင်းရောက်သွားစီ။ခြေနေကစူးစမ်းနေတော့မယ်။တော်တော်လေးခံစားပြင်မဲ့ကောင်းပါတော်လေးခံတော့ဘာလို့ဘာခံတာအခက်ခဲပေါင်းစုံပေါ့အခက်ခဲပေါင်းစုံအဲ့လိုမလုပ်ဘူးတာတွေလုပ်လိုက်ရတော့ခြေတွေကိုရုပ်ရည် surprise အဲ့လိုကြာသွားတာအခုတနေ့ခြေတွေကနေပြန်တက်လာတဲ့အချိန်မှာမစိုးဘူးပေါ့နော်ဒါက first time ပေါ့နော်ရုပ်ရှင်နဲ့ပတ်သက်ပြောတာဆိုတော့လောက်ဦးစရာတွေလို့ပြောလို့ရရဲ့တွေးကြုံနေနေဆိုရင်တော့တွေးကြုံအသက်တွေအများကြီးရပါတယ်ပညာရည်လည်းအများကြီးရတယ်မိတ်ဆွေတက်တွေလည်းအများကြီးရပတ်ဝန်းကျင်တစ်ခုနောက်ဝါတစ်ခုအသက်ရပါတော့နော်ကျွန်တော်ဒီတင်တန်းမတက်ခင်တော့က documentary ဆိုတာကိုဘာမှမသိဘူးပေါ့ဘာမှမသိဆိုတာအဲ့လောက်ထိမသိခဲ့ဘူးเนาะကြားဘူးတယ်ပေါ့ဒါပေမဲ့အခုတင်တန်းတက်ပြီးသွားတဲ့နောက်ပိုင်းကျတော့documentary ဆိုတာဘယ်လိုလဲဆိုတာမျိုးနားလဲလာတယ်ပြီးတော့ဒီ documentary နဲ့ပတ်သက်တာတွေကိုလည်းပိုပြီးစိတ်ဝင်စားလာတယ်ပေါ့နော်ဒီတက်ပိုပြီးမှလေ့လာပြီးတော့မှလေ့လာလို့ရတယ်ဆိုရင်ထပ်ပြီးမှလေ့လာခြင်းသေးတယ်ကိုမရခဲ့တဲ့တွေ့ကြုံတွေအကုန်လုံးဒီမှာမရခဲ့တယ်ဆိုတော့အဆင်ပြေတယ်ပြီးတော့ဒီမှာတင်ပေးခဲ့တဲ့ဆရာနှစ်ယောက်လုံးကလည်းတော်တော်လေးစိတ်ရှိတယ်တော်တော်လေးအဆင်ပြေပါတယ်ဒီရုပ်ရှင်ကိုဘယ်လိုမျိုးချင်းကပ်ရမလဲဆိုတဲ့ပညာရည်လည်းရတယ်ပြီးတော့ဆရာကြီးကလည်းသဘောကောင်းတယ်အတူတူတင်ယူလမ်းလေးလုံးရတာလည်းကြော်စရာကောင်းတယ်ပြီးတော့မိတ်ဆွေတစ်တွေလည်းတူတယ်ဘောဆော့တွေ့ကြုံကအဲ့မှာမကြုံဘူးတာတွေအများကြီးကြုံလိုက်ရတော့လုံးဝအသက်တွေဆိုတော့ဒါဘာဖြစ်အတွေ့အကြုံတော့ရတာပေါ့နော်ဟိုဟာတခြားဟာထက်အတွေ့အကြုံအများကြီးရတယ်လို့ပဲပြောချင်ပါတယ်ဒီ workshop က10ရက်ပဲသင်ရတယ်ဆိုပေမဲ့ပေါ့နော် documentary ရိုက်နည်းကိုဒီအစားနေအဆုံး edit လုပ်တဲ့ရှိပေါ့နော်ဒီ process တွေကိုတခြားနားလည်ခဲ့ရတယ်ပြီးတော့ဟိုအရင်ထက်အများကြီးသိခဲ့ရတယ်ပေါ့နော်ကိုဝယ်ရင် line ရဆိုပေမဲ့ကျွန်တော်ဝယ်ရင် video ရိုက်တယ်ဆိုပေမဲ့ဒီ line လုံးဝမတူပေမဲ့ဒီဟာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်